မင်္ဂလာပါဗျာစိတ်ကမဆန်တဲ့ဆိုင်ငယ်ရှိုးရုံးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာဂျာလင်းဘိန်းဆိုတန့်ရင်ပြီးရောဆိုတဲ့ဈေးမမြင်ဘူးဈေးသုံးမယ်ဆိုတဲ့ညီကိုမိတ်ဆွေတွေအတွက်ရှေ့ကြိုက်လာပါပြီဗျာဒီမှာဆိုလို့ရှိရင်တော့ဒါဂျာလင်းဘိန်းလေးပဲဖြစ်ပါတယ်ရှေ့တာယာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီမှာ original တာယာလေးပဲဖြစ်ပါတယ်ရင်စင်းပါဗျာ original တာယာလေးပါအင်ဂျင်လေးရဆိုလို့ရှိရင်လုံးဝကိုပြောင်းလဲပြီးတော့လှနေရပါဗျာအင်ဂျင်ဖွင့်ရလည်းမရှိဘူးခွားရနဲ့ရလှည့်ရလည်းမရှိပါဘူးခင်ဗျာဒီမှာဆိုလို့ရှိရင်အောက်ပိုင်းကြောလေးတွေဆိုလို့ရှိရင်လည်းမဲဆွေတို့မြင်နေရတဲ့အတိုင်းနောက်ဆေးမပါဘူးနောက်ဆေးလည်းတုံးမထားဘူးဒီတိုင်းအမှန်ကန်လေးပဲထားပါတယ်ဒီမှာဆိုလို့ရှိရင်အေဇောလေးရဆိုလို့ရှိရင်တော့ original အေဇောလေးပဲဖြစ်ပါတယ်ညောတက်ရမှုကိုပဲကြိုက်တယ်ဒါပါလဲပုံးစင်လာစားမရှိတော်လေးလဲ original တော်နှစ်ချောင်းပါမယ် model လေးလဲ2019 model လေးပါဗျဒီလိုမျိုးဘင်းကျော်အတန်လေးရကျင်နေဆိုရင်တော့စင်္ဂလာစန်နင်းဆိုင်ငယ်ရှိုးတုံးကိုဒါကြွာလန်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ